ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပဋိပက္ခတစ်ခုဖြစ်သွားတယ်။အပေါ်ယံကြည့်လိုက်ရင်တော့ဒါကတားမှန်တဲ့ဆက်ငင်းပွားမှုလေးတစ်ခုပါပဲ။ဒါပေမဲ့အများထင်နေတယ်လို့မဟုတ်ပဲနောက်ွယ်မှာပိုရက်ဆက်လန်တစ်ပုတ်ရှိနေတယ်ဆိုရင်တော့ဒီနေ့မှာတော့ဒီတိုက်ပွဲတွေနောက်ွယ်ကဘယ်သူမှမထင်ထားတဲ့လို့ခွက်ချက်တွေကိုတစ်ခုချင်းစီဖော်ထုတ်ကြည့်ကြပါမယ်။ ဟုတ်ပြီအစီအစဉ်ကိုအရင်ကြည့်လိုက်ရအောင်ပထမဆုံးပဋိပက္ခရဲ့ဝက်ဖဲကဘာလဲဆိုတာပြောမယ်ပြီးရင်ထိုင်းတည်ရဲ့မချင်မထားတဲ့ပြစ်မှတ်တွေအကြောင်းအဲ့ဒီနောက်မှာတော့တုံလို့ဆက်ကောင်းတဲ့စာရွက်စာတမ်းတစ်ခုရဲ့လွတ်ဝတ်ချက်တွေကိုဖော်ထုတ်မယ်ဒါတွေအားလုံးကဘေးချင်းရဲ့အတွင်းပိုင်းအာဏာလူပွဲနဲ့ဘလို့ဆက်ဆက်နေလဲလူတို့ကဘလို့တုံးပြန်ဖြစ်လဲနောက်ဆုံးမှာတော့ဒီစစ်စင်ရေးကကျုပ်ပီမာကြီးစီကိုပြန်ရောက်လာပြီလားဆိုတာကိုစစ်တိုက်ဆွေးနွေးထားကြပါမယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်2020မှာဒီဇင်ဘာအစိုးပိုင်းမှာဒီတိုက်ပွဲတွေစဖြစ်တော့လူအများဆုံးကဒါကိုရိုးရိုးလေးပဲနင်းကြတယ်။အော်ဒေတာတွင်းပြဿနာတစ်ခုပေါ့။ဒါမှမဟုတ်အမေရိကန်နဲ့တရုတ်ကြားကိုစားလဲစစ်ပွဲတစ်ခုဖြစ်မှာပဲလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီယူဆချက်တွေအားလုံးဟာတကယ်အဖြစ်မှန်နဲ့တော်တော်လေးကိုကွာခြားနေသေးပါတယ်။ဒါဆိုကိုစားလဲစစ်ပွဲမဟုတ်ဘူးဆိုရင်တကယ်ဇလန်ကဘာဖြစ်မလဲ။တကယ်တော့လေဒီစစ်ပွဲကိုနောက်ွယ်ကနေကြိုးကိုင်နေတဲ့သူတွေကဝါရှင်တန်မှာလည်းမဟုတ်ဘူးဘန်ကောက်မှာလည်းမဟုတ်ဘူးအဓိကဇက်ကောင်တွေကမိုင်းထောင်ချီဝဲတဲ့ပေကျင်းမြို့တော်ရဲ့အာဏာရှိဆုံးလူတစုပဲဖြစ်နေပါတယ်ပြောရရင်ဒါဟာတီရိုကွန်မြူနစ်ပါတီအတွင်းကအပြင်းထန်အာဏာလုနေကြတဲ့ပွဲရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲကဲဒီဆက်လိုင်းရဲ့ပထမဆုံးတဲလွန်ဆောက်ကိုစစ်မေပြေမှာပဲရှာတွေ့ခဲ့ပါတယ်ထိုင်းစစ်တပ်ကတိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်တွေကိုကြည့်လိုက်ရင်ချက်ချင်းသိတာပါတယ်အဲ့ဒါတွေကတာမန်စီးပြစ်မှတ်တွေလုံးဝမဟုတ်ခဲ့ဘူးဆိုတော့သူတို့ရဲ့တကယ့်ရွယ်ချက်ကဘာများလဲကြည့်လိုက်ကြရအောင်ထိုင်းတွေကစစ်အခြေစိုက်စခန်းတွေကိုပြစ်မှတ်ထားခဲ့တာမဟုတ်ပါဘူးသူတို့ရဲ့ပြစ်မှတ်တွေလာဂျင်းဘေဟိုတယ်ကက်စီနိုတို့မေဆော့ဟိုတယ်ကက်စီနိုတို့လိုနေရတယ်ပြောငန်းငယ်ခရစ်တိုလိမ်လည်မှုတွေရဲ့အဓိကအတ္တကြီးတယ်ပေါ့ဒီနေရာတွေကစိုက်ဘာရဇဝဲမှုလူကုန်ကူးမှုငွေကြေးလိမ်လည်မှုတွေရဲ့ဗဟိုချက်မှအထိဖြစ်နေကြတာပါပြီးတော့ဒီနေရာတွေကရိုးရိုးရာဇဝဲကိုဝန်ဌာနထကြုတ်တွေမဟုတ်ဘူးဗျာအထဲမှာစစ်ရေးအရာခံတပ်တစ်ခုလိုအခိုင်အမာတိဆောက်ထားတာတကယ်တော့2024စက်တင်ဘာလတည်းကအမေရိကန်ဗဏ္ဍာရေးဌာနကတန်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတဲ့နေရာတွေပါအဲ့ဒီလိုနေရာမျိုးကိုစစ်တပ်ကဝင်တိုက်တယ်ဆိုတာကတော်တော်လေးကိုစဉ်းစားစရာဖြစ်လာပြီလေဒါပေမဲ့အထက်ကိုဝင်စီလိုက်တဲ့အခါမှာတော့ထိုင်းစစ်တပ်ကလိမ်လည်ဖို့တောင်းတဲ့ကွန်ပျူတာတွေဖုန်းတွေထက်အများကြီးပို့ပြီးထိတ်လန့်စရာကောင်းတဲ့ຢာတွေကိုတွေ့လိုက်ရပါတယ်သူတို့တွေ့ခဲ့တာကလိမ်လည်သူတွေထက်အများကြီးပို့တဲ့ຢာတွေပေါ့အဲ့ဒါတွေကဘာတွေလဲဆိုတော့ဟုတ်ပါရဲ့တွေးလိုက်ရတာကတရုတ်နိုင်ငံလို့အစိမ့်မြင့်လက်နက်တွေဗျာ C705 သင်္ဘောဖြတ်ဒုံးကြီးတွေ FN6 လို့ဖခုံးထန်လျင်ပစ်ဒုံးတွေ GAM102 နီးပြွားဒုံးကြီးတွေအထိပဲအခုမေးစရာရှိတာကရာဇဝတ်ကိုင်းတွေရဲ့ခြံထဲမှာဒီလိုနိုင်ငံတော်ဆင့်စစ်လက်နက်ပစ္စည်းတွေကဘာလို့ရောက်နေရတာလဲဒီမေးခွန်းကပဲနောက်ွယ်ကပိုကြီးရဲ့ဇလန်းကိုစပြီးဖော်ထုတ်ပေးလိုက်တာပါပဲဒီလိုနဲ့တိုက်ပွဲတွေရှုပ်ရက်ခတ်နေတော့မှပဲဒီကိစ္စတစ်ခုလုံးကိုအဖီးထုတ်ပေးမဲ့စာရွက်စာတမ်းတစ်ခုအွန်လိုင်းပေါ်ကိုပေါက်ကြားလာခဲ့တယ်ဒီစာရွက်စာတမ်းကပဲကြောက်စရာကောင်းတဲ့စစ်စင်ရေးတစ်ခုကိုဖော်ထုတ်ပေးခဲ့ပြီးတရုတ်အစိုးရကအရန်ဖုံးကွယ်ထားခြင်းနဲ့အမှန်တရားကိုလူတွေတိအောင်ချပြလိုက်တယ်လို့ဖြစ်သွားပါတယ်ပေါက်ကြားလာတဲ့စာရွက်စာတမ်းမှာအဓိကပါဝင်နေတာကကမ္ဘောဒီးယားဇီဝသစ်ပံအကယ်ဒမီဆိုတဲ့ဌာနတစ်ခုပါဒီနေရာဟာကြောက်စရာကောင်းဆုံးလူသားချမ်းသက်မှုတွေလုပ်နေတဲ့နေရာဖြစ်တယ်လို့ဆွဆွဲခံထားရပါတယ်ပိုပြီးထိတ်လန့်ဖို့ကောင်းတာကဘာလဲဆိုတော့များပြည်သူသုံးလို့ရတဲ့ Google Maps ဆိုလိုမျိုးပုံတွေပေါ်မှာတော့အဲ့ Academy Winter ကအဆောက်အုံတစ်ခုကိုလူသားမျိုးပွားရေးဗဟိုဌာနဆိုပြီးပေါ်တင်နာမည်တက်ခါတာကိုတွေ့ရတာပါပဲဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးအဲ့ဒီအဆောက်အုံမှာပဲနောက်ထပ်နာမည်တစ်ခုရှိသေးတယ်အဲ့ဒါကကလေးရိုးတွင်ချင်းစီထုတ်ယူ၍ဗဟိုဌာနတဲ့ကြားရုံနဲ့တင်ကြက်တီးချစရာပဲနော်ဒီနာမည်တွေကပဲဒီနေရာမှာဘလောက်တောင်ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်ပျက်နေလဲဆိုတာကိုတက်တည်ပြနေတယ်လို့ပါပဲပေါက်ကျလာတဲ့စရင်ကိုကြည့်လိုက်တော့ပိုပြီးအံ့ဩစရာကောင်းသွားတယ်ဒီကမ္ဘောဒီးယားအကယ်ဒမီနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့တရုတ်နိုင်ငံကအဖွဲ့အစည်းပေါင်း28ခုရဲ့နာမည်တွေပါလာတယ်ရှန်ရဆေးရုံလိုဆေးဘက်ဆိုင်ရာဌာနတွေဝူဟန်ဗိုင်းရပ်စ်သုတေသနဌာနလိုမျိုးတွေ BGI လိုမျိုးမျိုးရိုးဗီဇကုမ္ပဏီကြီးတွေအကုန်ပါတယ်အဓိကအချက်ကဘာလဲဆိုတော့ဒီအဖွဲ့အစည်းအားလုံးနီးပါးကတရုတ်အစိုးရပိုင်ကြီးပဲဒါဆိုရှင်းပြီလေဒါဟာလူတစုကခိုးကြောင်ခိုးဝါလုပ်နေတဲ့ကိစ္စမဟုတ်တော့ဘူးနိုင်ငံတော်အစစ်နဲ့ချိတ်ဆက်ထားတဲ့စီမံကိန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲ့ဒီမှာမိခွန်းတစ်ခုထွက်လာပြီဒီတူတာတေသနာတွေကတခေပဲတရားဝင်ပြီးအစစ်မြင့်တယ်ဆိုပါစို့ဒါဆိုဘာဖြစ်လို့တရုတ်ပြည်မှာမလုပ်ပဲဥပဒေမဲ့ရာဇဝတ်နယ်မြေလို့ဖြစ်နေတဲ့ကမ္ဘောဒီးယားအထိတွားလုံနေရတာလေအဖြေကရှင်းရှင်းလေးပါပဲသူတို့လုံနေရတွေကတရားဝင်မဟုတ်လို့ပဲပေါ့
အဖြေကတော့ကြောက်စရာကောင်းလောက်အောင်အယိုရှင်းပါတယ်။အဲ့ဒီဆိုင်မှာလင်းလည်မှုစခန်းတွေကိုလူကုန်ကူးခံထားတဲ့လူတွေဟာသူတို့အတွက်မှတ်တမ်းမရှိတဲ့လူသားစမ်းသပ်ခံနဲ့အဆက်မပြတ်ရနိုင်တဲ့အရင်မေကြီးဖြစ်နေလို့ပါပဲ။ဒီလူတွေကပျောက်သွားရင်တောင်ဘယ်သူမှလိုက်မေးမှမဟုတ်တဲ့ဘဝဒီမို့လို့ပါ။ ဒါဆိုနောက်မေးခွန်းတစ်ခုကဒီလောက်ကြီးမားတဲ့နိုင်ငံတော်ဆင့်လျှို့ဝှက်စစ်စင်ရေးကြီးကိုဘယ်သူကမှဖော်ထုတ်ရဲမှာလဲအပြေကတော့ဒီပဋိပက္ခတစ်ခုလုံးကိုအမြင်တစ်မျိုးနဲ့ပြန်ကြည့်မှာပဲမြင်နိုင်မှာပါတကယ်တော့ဒါဟာထိုင်းနဲ့ကမ်ဖိုဒီးယားဂျာကစစ်ပွဲမဟုတ်တော့ဘူးဒါဟာပီချင်မြို့တော်ကကွန်မြူနစ်ပါတီအုပ်စုနှစ်စုဂျာကကိုစားလဲစစ်ပွဲတစ်ခုပါပဲအာနာချင်းဝင်ရှားပြီးတော့ပြောင်းသွားလဲဆိုတော့ကိုတည်ချင်းစရာနဲ့ကြည့်လိုက်ရအောင်2020အစောပိုင်းမှာရှီကျင်းပင်ကအာနာကိုတော်တော်လေးချုပ်ခိုင်းနိုင်ခဲ့တယ်ဒါပေမဲ့2024နှစ်လယ်လောက်မှာရှင်းလင်းဖယ်ရှားမှုတွေဆလာပြီးသူ့ပြိုင်မဲ့ပါတီချီခဲလီကထိပ်တန်းစစ်ခေါင်းဆောင်ထက်ဝက်ကျော်ကိုဖယ်ရှားပစ်လိုက်တယ်အဆိုးဆုံးမှတော့2025ဒီဇင်ဘာ10ရက်နေ့မှာရှိတဲ့အဓိကမဟာမိတ်ဖြစ်တဲ့ဘိုးချုပ်ကြီးရှုရွှေချန်ကအရေးကြီးတဲ့စီးပွားရေးညီလာခံကနေပြောက်သွားတာပဲဒါဒီအားလုံးကရှီကျင့်ဖျင်လက်စစ်တပ်ပေါ်ချုပ်ကိုင်မှုအားနဲ့လာပြီဆိုတာကိုပြနေပြီးသူ့ပြိုင်မဲ့တွေအတွက်အခွင့်အရေးကြီးတစ်ခုဖြစ်လာခဲ့တာပေါ့ဆိုတော့အုပ်စုနှစ်ခုကြားကပဋိပက္ခကဒီလိုဟာတစ်ဖက်မှာရှီကျင့်ဖျင်အုပ်စုသူတို့ကကမ်ဘောဒီးယားကလက်နက်ကြီးဇီဝတဲ့ခွဲခန့်တွေနဲ့ပတ်သက်နေတယ်လို့ဆွဆွဲခံထားရတယ်စစ်တပ်အပေါ်မှာလည်းအရင်လိုဩဇာမရှိတော့ဘူးနောက်တစ်ဖက်မှာကြတော့ပြန်ပတ်ပါတီအကြီးအကဲများအုပ်စုသူတို့ကဒီကမ်ဘောဒီးယားကစစ်စင်ရေးကိုရှီကျင်းဖျင်အတွက်ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးနဲ့ချိန်ချုံမှုတစ်ခုလိုမြင်တယ်စစ်တပ်ကိုလည်းသူတို့ကပိုထိန်ချုံလာနိုင်ပြီအဲ့တော့သူတို့ကရှီရဲ့စီမံကိန်းကိုဖော်ထုတ်ဖို့အတွက်ထိုင်ရဲ့တိုက်ခိုက်မှုကိုတိတ်တဆိတ်မီးစိမ်းပြလိုက်တယ်လို့သုံးသပ်နိုင်ပါတယ် ဒီအာနာလူပွဲတွေကြားထဲမှာဘယ်သူမှလုံးဝမျောလင့်မထားတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒါကတော့တရုတ်ပြည်သူတွေရဲ့ online ဘောကတုံ့ပြန်မှုပါပဲ။ဒါကတော့တကယ်ကိုအံ့ဩစရာကောင်းခဲ့တယ် တရုတ်အင်တာနက်သုံးစွဲသူတွေကထိုင်းတန်ယုံရဲ့ social media စာမျက်နှာတွေပေါက်ကိုအလုံးရင်းနဲ့ဝင်ရောက်ပြီးကျေးဇူးတင်စကားတွေပြောခဲ့ကြတယ်။အလို့ကိုအပြည့်ရှင်းပေးပါလို့တောင်းဆိုကြတယ်။ထောက်ခံတဲ့အနေနဲ့ထိုင်းကိုအလဲလာမယ်လို့တောင်ကတိတွေပေးခဲ့ကြတယ်။ဘာလို့လဲဆိုတော့ထူလိုနိုင်ငံအစိုးရကမျက်ကွယ်ပြူထားတဲ့စိုက်ဘာလင်းလည်မှုကပေးကြီးကိုထိုင်းကဝင်ရှင်းပေးလို့ပါ။တရုတ်ရဲ့တင်းကျပ်တဲ့အင်တာနက်စင်ဆာစနစ်အောက်ကနေဒီလိုအတန်တွေပေါက်ကွယ်ထွက်လာတာကအစိုးရအပေါ်မကျေနပ်မှုနဲ့ဘလောက်တောင်ကြီးမားနေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပါပဲ။ ကဲကမ္ဘောဒီးယားကစစ်စင်ရေးကြီးလေပေါ်တော်ပြီဆိုတော့ဇလန်ဘေဘီလို့ထင်စရာရှိပါတယ်ဒါပေမဲ့မပြီးသေးပါဘူးပိုပြီးချိလန့်စရာကောင်းတဲ့အလဲပြောင်းတဲ့တထုကတရုတ်ပြည်မကြီးပေါ်မှာတစ်တစ်ကလေးပေါ်လာခဲ့ပါတယ် အဲ့ဒါကတော့ခြုံချင်မျိုးမှာအမျိုးသားပင်မဆဲအရင်အမျက်ပန်ဆိုပြီးအကြီးစားစီမံကိန်းတစ်ခုကိုရှုပ်ခတ်စွာဖွင့်လှစ်လိုက်တာပါပဲတရားဝင်မချင်ညာခင်အထိဒီစီမံကိန်းအကြောင်းဘထုံးမှမသိခဲ့ကြပါဘူးဒီခြုံချစ်ကစက်ယုံတင်မှာထိုးလောင်ဖို့စီစဉ်ထားတဲ့ပင်မဆန်းနမူနာအရေးအတွက်ကဘယ်လောက်ရှိမယ်ထင်လဲနှစ်တန်းပါနမူနာပေါင်းနှစ်တန်းဒီလောက်ကြီးမားတဲ့ပမာဏကကမ္ဘောဒီးယားကကြောက်စရာကောင်းတဲ့စမ်းသပ်မှုတွေနဲ့တန်းရက်ဆက်ဆက်နေပြီလားဆိုတဲ့မေးခွန်းကိုထုတ်လာစေပါတယ်ဒါဆိုရင်နောက်ဆုံးမှမေးစရာရှိတာကကမ္ဘောဒီးယားကကြောက်စရာကောင်းတဲ့မိုးတွေကိုပဲတရားဝင်အမိတက်ပြီးတရုတ်ပြည်ထဲကိုပြန်ယူလာတာလားဒါဟာတကယ်ပဲသိပ္ပံပညာတိုးတက်ဖို့အတွက်လားဒါမှမဟုတ်နောက်ခွဲမှာပို့ပြီးမောင်မိုက်တဲ့ယူရချက်တွေများရှိနေမလားဒါကတော့ဆက်ပြီးစဉ်းစားစရာစောင့်ကြည့်စရာကိစ္စတစ်ခုပါပဲ